ရှိတဲ့နန်းတဲ့ဆိုတာမရှိဘူးလို့များညင်းစမ်းမှာလူမျိုးမေးစမ်းတဲ့စိတ်နဲ့ပေါင်းရမယ်ပေါင်းရမယ်ဆိုတဲ့စကားနဲ့ဒီမှာအထင်ရှားသိရလားဗျာအဲ့ဒီချစ်ကိုမတော်ဆရောက်ယောက်ျားဖြစ်တာကောင်းမလားမိန်းမဖြစ်တာကောင်းမလားယောက်ျားဖြစ်တာကောင်းမလားမိန်းမဖြစ်တာကောင်းမလားဖြစ်ချင်ရနဲ့ဖြစ်ကြစမ်းမှာယောက်ျားဆိုတာအမေဝါအမေဝါဗျာဒီမဲ့တော့ပေါ့ဘာများလဲရှင်ကျုပ်ကတားယောက်ျားလေးပြီးတော့ဆိုတော့ချက်ချက်နဲ့ပဲပြောရတော့ပါပဲဗျရှင်ဘာများပါလဲဒီနေ့ကကျုပ်သားကျူရှင်ရပြန်ပါခင်ဗျားသမီးကစားလိုက်ပြီးတယ်ပြီးတော့တက်ဆက်ပြီးစကားပြောတယ်ကျုပ်သားကအိမ်ရောက်တော့ဘိုးပြီးတိုင်းနေဗျဖြစ်မှဖြစ်ရလို့ရှင်နောက်ကိုဒီလိုမဖြစ်ရကျမသမီးကိုကျမဆုံးမပေးပါမယ်ကျင်နဲ့ပါလို့တောင်းပန်ပါတယ်နော်ခက်တယ်တော့ခေါ်ရဲ့ကျုပ်ကတားကျူဆိုတော့ရှက်တယ်ဗျာရှက်တယ်ဘယ်နဲ့ဗျာခေတ်ကာလပတ်ပြီးတော့သိတာပါပဲတဲ့ရဲဆက်ရဲရှိတဲ့နန်းတဲ့ခင်မှာဒီတိုင်းနဲ့ဖြစ်ကုန်မှာလားဗျာကျွန်တော်စဉ်းစားစိတ်ကူးကြည့်တာပါကောသလာအိမ်နဲ့ချင်းစကားတာမနေ့ကဖြစ်မလားတစ်ဘက်ကဖြစ်မလားကိုယ်ကဆုံးဖြတ်ရည်ဗျာဘာလာဗျာတွေ့ကြစမ်းမလို့ဘလို့လဲရှင်ရဲ့အဖြစ်ပြီးမယ်ပြီးမယ်နဲ့ဒီကစောင့်လိုက်ရတာကွာအိမ်တော်ကြီးကိုမပြီးနေလို့ပါအိမ်တော်ပဲယူရနေကြရင်ဦးစားပြီးစဉ်းစားပါမယ်လို့ပြောပြဥစ္စာယောက်ျားကြီးတင်းတင်းတဲ့ခါနဲ့ဦးကကျူးသားလို့ကျူးသားအိမ်တောင်မျိုးပြောင်းထားနိုင်အောင်ဒီကကျိုးစားနေတာပဲဥစ္စာကွာဟော်ရီယာတင်းတင်းကျိုးကျိုးသားမယ်မိမမဟုတ်ပါဘူးရုံတော့ရုံတော့ကျတူရွေးကတော်ပါမေဘဝကဲတကယ်ရည်ဗျာဟုတ်ရှိတဲ့နဲ့တဲ့ကမှာမိမများကဥဆောင်လှုပ်ရှားနောက်တော့ဘာကယောက်ျားတွေပါသုံးနောက်ရောက်ပါယောက်ျားတို့အိမ်ကြီးရွှေမင်းမရဘူးများယောက်ျားဆိုတာအမေဝါအားနေပါဗျာဘာရဝနာတယ်မိကြကင်းမလားဟုတ်တယ်ကောဒီနေ့တော့အင်းကအမျိုးသမီးလိုက်တဲ့ပစုံလေးကားတန်ကိုလုံသမားဒီနေ့တိုင်းမြင်အောင်ပြည့်ချရအောင်ပါလို့စားတော့ကိုတော့မယ်နော်ရတာဒီမှာမိသားကြီးအင်းတို့ရဲ့ပြရတာအော်ကိုအားရဘာလို့ဘိုးရှိုးတာတစ်ဖက်ကလေးထရတာတစ်ဖက်နဲ့ချေရပြောတာတစ်ဖက်နဲ့အားရလို့မရှိဘူးတော့မယ်နော်ရတာကိုရတာချေရပြင်းအိမ်တော်ကြီးဟာယောက်ျားတို့ဝင်တာရှာပွေလို့ကျွေးစီဝါရေးဟာမိန်းမတို့ဝင်တာချေရပြင်းအိမ်တော်ကြီးဟာယောက်ျားတို့ဝင်တာရှာပွေလို့ကျွေး